တော်တော်မှအောက်တန်းစားဆန်တော့တော်တော်မှယောက်ျားတွေနော်ယောက်ျား2ယောက်ယောက်ျား2ယောက်ရှိပြီးတော့ဟိုတိုက်ခိုက်ခြင်းနဲ့စိတ်ပေါ့ဘာမြန်းဘာပြောမလဲဆိုပြီးတော့အစဆွဲတဲ့စိတ်နဲ့လာပြီးတော့လာဆွတာပေါ့ဘယ်လောက်တိုက်ခိုက်နေတယ်ပြောချင်ပြောဆိုချင်ဆိုရေးချင်ရေးအောက်တန်းစားတွေလို့လုံနေတာတောင်မှရင်မခုန်တာကွာဟုတ်ပြီမင်းတို့နိုင်တော့တလိษံငါမင်းသားလေးကိုတလိษံနဲ့နိုင်တာပေါ့ကွာမြင်းပေါ့ကွာမြင်းဆိုတဲ့တော်အောင်ငါပြောပြမယ်အဖိုးတိုင်ယတနာကွာတိလားမင်းတို့နိုင်သားတော့အရာသည်အဖိုးတိုင်ယတနာစင်စည်းမြင်းရံနေဆိုတဲ့စကားကြားဘူးမှာပေါ့နော်ဒီလိုပဲတိုင်းပြည်တပြည်ရဲ့ယတနာဟာစင်ပါတယ်မြင်းပါတယ်အဲ့လိုပဲကုသိုလ်ရေးတရားအရာအားလုံးကုသိုလ်ယူကြတဲ့အထဲမှာလေအသားကြီး5မျိုးဆိုတာကြားဘူးလားစင်မြင်းကျွဲနွားဝက်ဟုတ်ပြီနော်သားကြီး5မျိုးဆိုတဲ့အထဲမှာလေမြင်းဆိုတာပါတယ်တကယ်တော့မြင်းဆိုတာယတနာပဲညီဒီတွေမင်းတို့နိုင်နေတော့တလိษံသည်ယတနာငါတို့ဘာမှမဖြစ်ဘူးစိတ်လဲမဝင်စားဘူးမင်းတို့နိုင်ကျင်တာနဲ့နိုင်ငါတို့စိတ်မဝင်စားဘူးမင်းတို့ငါကဒေါသဖြစ်အောင်စွာမယ်ငါစကားကျွံသွားလို့ရှိရင်လိုင်းပေါ်ကနေပြီးတော့တခုခုပေါ့နော်တယ်မလားဟိုကြံစီတော့မိမကျင့်နေပေါ့ငါပြန်လာအကုန်တိုင်းပြည်လုံးတည်တယ်မင်းတို့တတိရှိတယ်ဆိုလို့ရှိရင်လေကျွန်တော်ဒီနာမည်နဲ့ဒီမျက်နှာနဲ့ပါဆိုပြီးတော့ထွက်လာလို့ရတယ်နော်โอเคဂယုမဆိုင်ဘူးတိလားတမိုင်းကြောင်ရှင်းတယ်တမိုင်းကြောင်ကောင်းတယ်ဒါပေမဲ့ငါဘလူကောင်ကြီးပါကွာလို့လဲငါဂုံစားမနေဘူးဟုတ်ပြီနော်ငါတို့လုပ်တယ်ငါတို့အားပေးတဲ့ပရိသတ်ငါတို့ကိုအားပေးသောသူတွေအားလုံးကိုငါတို့ကလေးစားတယ်ငါတို့ရဲ့ dimension တွေပဲတို့က AC ပဲဟောလီလီဆဆလေးနဲ့ဆက်ဆံတယ်တိလားဦးမင်းလင်းပြောမယ်ကွာပွဲကမယ်ဆိုရင်365ရဲ့ပွဲခွင့်တွေမှာပြည့်လို့ AC ပဲငါတို့လုပ်တယ်အေးအဲ့တော့မင်းတို့ရဲ့တိုက်ခိုက်မှုဒါကငါတို့ကိုချစ်ခင်သောငါတို့အချိုးကိုလိုလားသောသူများသိအောင်ပြောပြနေတာမင်းတို့ဂယုဆိုင်လို့ငါပြောနေတာလည်းမဟုတ်နောက်တစ်ချက်ကျွန်တော်တို့ရဲ့မိသားစုတွေလည်းဘသူဟိုမှဘာမှမရေးကြနဲ့ဗျာနော်ဟိုသူ့ဘန်သူထင်ပေါ်လို့စင်တော့ကောက်တယ်ဆိုတဲ့စကားလေးလိုပဲပေါ့အဲ့တော့ထားလိုက်ပါဒါကဒီမနေ့မှာသမင်းထွက်စားကန်ဒီဖြစ်လာတဲ့အရာလေးတခုအလုံးသိအောင်ပြောပြတာလာပြီဒုတိယတစ်ချက်မှာကြတော့ funny မိသားစုတွေလို့သဘောထားခဲ့တော့ funny ကိုပြောပြီနော်အဲ့ဒီလူတွေဒီမင်းသားလေးလည်းမကြိုက်ဘူးကျွန်တော်တို့လည်းမကြိုက်ဘူး
ကျွန်တော်တို့လုတ်ခိုင်းထားတဲ့အရာတွေလည်းမဟုတ်ဖန်နေဖွဲ့တယ်ပတ်စံနေကောက်တယ်မင်းသားလေးဒီရှာတစ်ချက်ဘလောက်ယုံဝင်ကဘလောက်တင်းလျောက်ပတ်သောဈေးနှုန်းလေးနဲ့အများပြည်သူကြည့်ရှုနိုင်အောင်ကုန်ကြစရိတ်နဲ့ဝင်ငွေထွက်ငွေချိန်ထိုးပြီးတော့ကပြနေတာအဲ့တော့အဲ့လိုအရာမှာဘာဖြစ်လာလဲဆိုတော့လှုပ်ရှားတွေများလာဖန်နေဖွဲ့တယ်ဖန်ကြီးတွေကောက်တယ်မင်းသားလေးကိုဘယ်လို supporting ပေးရမှာလို့ဘယ်လိုပေးရမှာလို့အခုလက်ရှိ TikTok မှာဖြစ်နေတဲ့ fan group တစ်ခုရဲ့အတန်ဖိုင်ပေါက်ကြားမှုအဲ့တော့ fan group ထဲမှာပြောတဲ့အတန်ဖိုင်ပေါက်ကြားလာတယ်ကျော်စီကနာမည်လည်းပါတယ်ဦးသိန်းစော်ပွဲကိုကြီးဖို့တဲ့သူ့ရှိမှလက်မှတ်မှာပါတဲ့ကိုကျော်စီကိုလည်းလက်မှတ်ကောင်းနေရဖို့ supporting ပေးရမယ်တဲ့ငါတို့ဘယ်နှခါတောင်းဆိုဘူးလဲဘသူကိုမှမျက်နှာသာမပေးဘူးငါဒီလည်းတရောင်းစားမဟုတ်ဘူးငါနာမည်သုံးလို့ဒီစကားမျိုးငါသုံးတာနော်အေးအဲ့တော့မင်းသားလေးဒီလည်းမချိုက်ဘူးမင်းတို့လုပ်နေတဲ့အလုပ်တွေကပုံရိပ်တွေအားကျဆင်းမင်းသားပဲ fan ဖွဲ့ခိုင်းတယ်လို့မင်းသားပဲ fan group ဖွဲ့ခိုင်းပြီးတော့ fan ကိုပတ်စံဝင်ပေးခိုင်းပြီးတော့မင်းသားပဲသူ့အတွက်ရှာကြံနေတယ်လို့သူကလည်းသူပြေးလို့သူကလည်းသူပတ်စံပြေးလို့မင်းတို့ထောက်ပံ့မှာမဟုတ်ဘူးနော်အမှုပညာကိုချစ်လို့အမှုပညာကိုအားပေးတဲ့အနေနဲ့ fan group တွေဖွဲ့ပြီးတော့ကိုယ့်ဘာကိုအမှုပညာအပေါ်မှာစုချတယ်ဒါနင်တို့ကိစ္စအဲ့တော့မင်းသားကပဲလုတ်ခိုင်းတယ်လို့ဟိုလူကပဲလုတ်ခိုင်းတယ်လို့ဒီလူကပဲလုတ်ခိုင်းတယ်လို့အဲ့ဒီပုံစံမျိုးတွေနဲ့မလုတ်ကြနဲ့မလာကြနဲ့အဲ့တန်ပေါက်ကြားတဲ့အတန်ပိုင်ရှင်လဲကိုသိတယ်နော်အဲ့တော့ဒီပြိတ္တတွေကလည်းဘာဖန်နေဝင်နေမှာဘာဖန်မှဝင်စရာမလိုကိုပစံနဲ့ကိုပေးကြည့်တာဖန်ဝင်မှကြော်စရာကနေပြီးတော့ဖြာလက်မှဦးစားပေးမယ်လို့မထင်နဲ့နော် sorry နော်အေးအခုချိန်မှာအမျိုးစီစစ်နေရတယ်အားလုံးတန်းစီရောင်းပြန်တော့လဲတခါမောင်ကိုသမားတွေကဝင်နေရဦးတော့အမှန်တကယ်ကြီးရှုသူရဲ့လက်ထဲကိုဂျာနံပါတ်လေးအစင်ပြေအောင်ရှေ့ကရောက်အောင်ဆိုပြီးတော့ဒီလိုရှေ့ဆုံးကနံပါတ်တွေအဲ့လိုလူတွေကဘယ်သူမှောင်ကိုရောင်းတယ်ဘယ်သူတကယ်ကြည့်တယ်ဆိုတာလဲဝေခွဲရခက်တယ်အဲ့တော့အဲ့လိုလူတွေလက်ထဲရောက်မှာစိုးလို့ဟာလားရှင်နာမှာထိမ့်ချန်ပြီးတော့ကိုယ့်ရဲ့လူတွေကိုစင်ပြေအောင်စီစဉ်ဆောင်ရွက်ပေးသလိုပေးတိုက်တော့အရာတွေလည်းပေးရတယ်ဆိုတာအကုန်ပြောထားပြီးသားဖြာချန်လို့ဖြစ်လို့ပွင့်လင်းမြင်သာမှုမရှိလို့မမီကျော်စီကနေပြီးတော့ဖြာတစ်ချက်3,200နဲ့ရောင်းလို့3,000ခွဲနဲ့ဝယ်ခဲ့ဘူးလား2,000နဲ့ဝယ်ခဲ့ဘူးလား3,000နဲ့ဝယ်ခဲ့ဘူးလားဟုတ်ပြီနော်အဲ့တော့ကြိုလဲပြောထားတယ် we left ဂျာကြီးတွေပါလေsorry လာမလုံးနဲ့ငါ့ကိုအားနဲ့လာမထိန်ချုံနဲ့လက်တင်မခံဘူးဟုတ်ပြီနော် we left ဂျာကြီးလည်းမလို့ we left မဂျာကြီးလည်းမလို့အဓိကအားလုံးအစင်ပြေချောမွေဖို့ကိုစီစဉ်ဆောင်ရွက်ပေးနေတာငါရှိရနေပြီးတော့ဖြာတစ်ချက်ဘလောက်ပါဘာလောက်ပါရှိရလို့ချင်းတော့ဘလောက်ပါလို့ဆိုပြီးတော့ရောင်းခဲ့ဘူးတော့
ဝယ်ခဲ့ရဘူးသောဘယ်သူရှိလဲချိန်မြွေးလာခဲ့